မင်္ဂလာပါဗျာ GG Motion စီကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်က Halloween အတွက်ဒီ tutorial လေးလုပ်ပေးမှာဖြစ်ပါတယ်เนาะကိုကဒီအဲ့လိုဒီ tutorial ကိုလည်းလုပ်ချင်တယ်ဆိုရင်ဒီမှာသုံးရတဲ့ file တွေအားလုံးကို GG Motion စီရဲ့ Telegram group ထဲမှာတွားပြီးတော့ထားလို့ဆွဲလို့ရပါတယ်အဲ့တော့ကျွန်တော်တို့စလိုက်အောင်ဒီမှာကျွန်တော် composition တစ်ခုလုပ်ထားတယ် composition size ကတော့ 1080x920 ပါเนาะ vertical size လုပ်ထားတယ်အဲ့တော့ကျွန်တော်တို့စပြီးတော့ PNG ပုံတွေထည့်အောင်เนาะဒီဘက် project panel မှာကျွန်တော် PNG ပုံလေးထည့်တာရှိရဲဒါတွေအားလုံးကျွန်တော် select လုပ်မယ်လုပ်သွားပြီဆိုရင် layer panel မှာထည့်လိုက်ပါမယ်ထည့်သွားပြီဆိုရင်ကျွန်တော်ကဒီ background layer ကိုနောက်ဆုံးပို့မယ်เนาะအဲ့တော့ဒီမှာ layer 0က background layer ပါเนาะဒီ layer ကိုအောက်ဆုံးပို့လိုက်မယ်ပို့သွားပြီဆိုရင်ဒါကို lock ခတ်ထားလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီ layer လေးတွေကျွန်တော်လိုက်ပြီးတန်းစီအောင်เนาะပထမဆုံးကကျွန်တော်တို့ first layer ဆိုတဲ့ဟာကိုရှာပါเนาะ first layer နှစ်ခုလုံးကအပေါ်ဆုံးမှာရှိရပါမယ်ကျန်တဲ့ layer တွေကိုကျွန်တော်ခဏ hide ထားပါမယ်ဒီ scarecrow ပုံလေးကိုဒီဘက်ပို့မယ်ပို့သွားပြီဆိုရင်ဒီ layer ကိုဒီနောက်ဆုံးတောက်ကိုကြတော့ကျွန်တော် composition ရဲ့ဒီတောက်နဲ့ဒီလိုမျိုးကတ်ထားလိုက်မယ်เนาะဒီနားလောက်မှာထားရမယ်ထားသွားပြီဆိုရင်အခုကျွန်တော်တို့ဒီ scarecrow ကိုကြည့်အောင်เนาะ scarecrow ကကြတော့ဒီ layer ပါเนาะ first layer 1ဆိုတဲ့ဟာပါเนาะဒီဟာကိုကျွန်တော်ဘယ်နဲ့ညာကိုရှိနေတဲ့ပုံစံမျိုး animation လုပ်မယ်လုပ်ဖို့တော့ကျွန်တော် anchor point mover ကိုယူလာပြီးเนาะဒီအောက်ချိန်နားလေးမှာเนาะဒီနားလေးမှာထားပါမယ်ထားသွားပြီဆိုရင် keyboard ပေါ်က R နဲ့ rotation keyframe တစ်ခုလုပ်မယ်ဒီမှာ zoom in နဲ့လုပ်လိုက်မယ်เนาะလုပ်သွားပြီဆိုရင်2 second ကိုလာမယ်ကျွန်တော် +5 ပြောင်းလိုက်မယ် +5 ပြောင်းသွားပြီဆိုရင်ကျွန်တော်4 second ကိုသွားမယ်တော့ပြီဆိုရင်အရှေ့ဆုံးက keyframe ကို Ctrl C Ctrl V နဲ့ copy paste လုပ်လိုက်မယ်เนาะပြီးပြီဆိုရင်ကျွန်တော်ကဒီအရှေ့ဆုံးက keyframe ကို -5 ပြောင်းမယ်เนาะ okay -5 ဒီမှာထားလို့လဲလို့ပဲเนาะပထမဆုံး keyframe အတိုင်း -5 ပြောင်းမယ်ပြောင်းသွားပြီဆိုရင်ဒီနှစ်ခုလုံးကျွန်တော် loop out လုပ်မယ်เนาะဒီ view လေးဆက်မသွားခင်မှာ After Effects ကိုအခြေခံ basic ကနေစပြီးတော့အစိမ်းတကြလေးလာသင်ယူချင်တယ်ဆိုရင် GG Motion Studio ကဖွင့်ထားတဲ့ Motion Graphics Beginner to Job Ready Training သင်တန်းကိုစအပ်လို့ရပါပြီเนาะဒီသင်တန်းမှာ After Effects ကိုအခြေခံအနေစပြီးတော့ဒီ client project တစ်ခုကို briefing ကနေပြီးတော့ final video ထုတ်နိုင်တဲ့အထိအစအလယ်ဆုံးသင်ကြားပေးတော့မှာပဲဖြစ်ပါတယ်ဒီသင်တန်းအကြောင်းကိုအသေးသေးသိချင်တယ်ဆိုရင်တော့ Page Messenger မှာလာရောက်ဆောင်ရွက်နိုင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လိုက်အောင်လူပေါက်လုပ်ပွားပြီဆိုရင် keyframe နဲ့အားလုံး select လုပ် right click နဲ့ keyframe system နဲ့ easy ဆိုလိုက်ပါပြန် play ကြည့်မယ်ဆိုရင်ကျွန်တော်တို့ထိုင်မျိုး animation ရမှာ animation အရင်နေရဆိုရင်ကျွန်တော်ဒီ keyframe တွေကိုဒီဘက်နဲ့လေးတိုးလိုက်လို့ရပါတယ်ဒါအရင်မြန်သွားပါပြီ3 second ခွဲလောက်မှထားမှာเนาะโอเคဒါဆိုအဆင်ပြေเนาะဒီ layer ကိုကြတော့ကျွန်တော်ကဒီ composition layer ရဲ့ဒီမှာ first layer ပေါ့เนาะ sorry first layer ရဲ့ကျွန်တော်တို့ဖယ်နာလောက်မှထားမလဲဆိုတော့အလယ်နာလောက်မှာเนาะဒီကောင်ဒီဘက်ရွှေ့မယ်ဒီ first layer ကိုဒီနာလောက်ထားမယ်ဒီကောင်ကြောက်ကျွန်တော်ဒီနာလောက်မှာထားမယ်ပြီးရင် site ကိုလည်းနည်းလေးထပ်သေးပါမယ်เนาะ okay သေးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ scarecrow layer เนาะ first layer 1ဆိုတဲ့ဟာကိုကျွန်တော်ဒီ first layer မှာ parent လုပ်လိုက်မယ်အဲဆိုရင်ကျွန်တော်တို့က first layer ကိုရွှေ့တဲ့အခါကျရင်သူလည်းလိုက်ရွှေ့ပါတယ်เนาะ okay scarecrow နည်းနည်းလေးဒီဘက်ရွှေ့အောင်ပထမဆုံး frame မှာကျွန်တော်ကဒီ scarecrow ပုံမမြင်သေးချင်ပါဘူးเนาะဒီကြတော့မှကျွန်တော်တို့ဒီကောင်ရွှေ့ရင်လည်းမှဒီနားလောက်ရောက်မှကျွန်တော်တို့ scarecrow ပုံကိုမြင်သေးချင်ပါတယ် okay ဒီလောက်ထားမယ်ထားသွားပြီဆိုရင်အခုကျွန်တော်တို့နောက်ထပ် layer တစ်ခုကိုဖွင့်အောင်เนาะနောက်ထပ် layer တစ်ခုကကျွန်တော်ဒီမှာ second layer ပါ second layer ကျတော့ဒီ first layer နှစ်ခုရဲ့အောက်မှာရှိရမယ်เนาะအောက်မှာထားမယ်ထားသွားပြီဆိုကျွန်တော် visible ကိုပြန်ဖွင့်လိုက်ပါမယ် second layer လည်းလို့ပဲကျွန်တော်ဒီမှာစတဲ့နေရာကိုဒီနားလောက်မှာထားပါမယ်เนาะ okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့တက် layer ဖွင့်ရအောင်เนาะဒီမှာတက် layer ကို second layer ရဲ့အောက်မှာထားမယ်ပြီးသွားပြီဆိုရင်ဒီကောင်လည်း visible လုပ်သွားပြီဆိုရင်သူ့ကိုကြတော့ကျွန်တော်တို့ဒီနားလောက်လေးမှာထားပါမယ်เนาะပြီးပြီဆိုရင်ဒီ wish ပေါ့เนาะwish ကကျွန်တော် size ကိုနည်းနည်းလေးသေးမယ် okay ကျွန်တော်ဒီညာဘက်ကနေဘယ်ဘက်ကိုသွားတဲ့ animation နဲ့လုပ်လို့ရတာမဟုတ်ဘယ်ဘက်ကနေညာဘက်ကိုသွားတဲ့ animation နဲ့လုပ်လို့ရပါတယ်เนาะကျွန်တော်ကအခုဒီဘယ်ဘက်ကနေညာဘက်ကိုသွား animation လုပ်မယ်အဲ့တော့သူ့ကိုဒီဘက်ကို flip လုပ်အောင်ပေါ့เนาะ right click နဲ့ transform ဒီမှာ flip horizontal ကိုနှိပ်လိုက်မယ်ဒါဆိုရင်သူ့ဘက်လဲသွားပြီ size ကိုနည်းနည်းလေးထပ်သေးအောင်ကြည့်အောင် okay 33လောက်ထားတာရယ်เนาะဒါ wish လဲပြီးပြီဆိုတော့ဒီ moon ပါเนาะဒီလားကိုကြတော့ကျွန်တော်ကဒီဘက်တောက်လေးမှာထားတာပါမယ်
အဲ့တော့ဒီဟာတွေကိုကျွန်တော်animation မလုပ်ခင်အရင်ဆုံးကျွန်တော်တို့ final frame နဲ့ first frame ကိုဘယ်လိုမျိုးထားမလဲဆိုတော့ကျွန်တော်အရင်ဆုံးဆုံးဖြတ်ရပါမယ်နော်အဲ့တော့ကျွန်တော်ဒီ moon layer အနေစပြီးတော့ first layer အထိကိုကျွန်တော်အကုန် select လုပ်ပြီးနော်ဒီဘက်ထောက်ဆုံးကိုရွှေ့လိုက်ပါမယ် okay ဒီမှာဆိုရင်ဒါအပြတ်ပေါ်သွားပြီပြတ်တဲ့နေရာမပေါ်ခင်ကိုကျွန်တော်တို့ဒီကောင်တွေကိုရွှေ့ပါမယ်နော်ဒါသူ့ရဲ့နောက်ဆုံး key frame final နေရာပေါ့နော် final နေရာဒီလိုရှိမယ်ပြီးပြီဆိုရင်ကျွန်တော်က second layer ကိုကြတော့ဒီလိုလေးရှိသေးရှင်တယ်နော် okay အဲကျွန်တော် final လို့ရှင်းတဲ့နေရာပြီးပြီဆိုရင် third layer ကိုကြည့်အောင်နော် third layer ကိုကြောက်ကြောက်နည်းနည်းလေး size သေးပါမယ်ဒီနားလောက်ထားပါမယ်နော်အခုဒီမှာကြည့်လိုက်မယ်ဆိုရင် second layer ကဒီ background နဲ့အရင်ရောနေနော်ကျွန်တော်တို့မရောအောင်ထဲထဲမှာပြန်ပြီးတော့ဒီမြူကိုတွေဖြစ်နေတဲ့ layer တွေခြားထဲမှာထည့်ပါမယ်နော်အဲ့တော့ဒီတိုင်းပဲထားတာပါအဲ့တော့ဒီကောင်ဒီဘက်နည်းနည်းလေးထပ်ရွှေ့အောင် okay ကြည့်အောင်နော်ကျွန်တော်ဒီ position လေးကြိုက်တယ်ဒါကျွန်တော်တို့ဒါ final frame ကဒီနားမှာလာရက်သွားမှာပေါ့နော် second layer ကိုနည်းနည်းလေးရွှေ့အောင် okay ပြီးပြီဆိုရင်ဒါကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီဟာတွေအားလုံး control A နဲ့ select လုပ်မယ်လုပ်သွားပြီဆိုရင် keyboard က P ကိုနှိပ်ပြီးတော့ position ဖွင့်ပါမယ်အဲ့တော့ဒီရဲ့ position တွေအားလုံးကျွန်တော်အရင်မှတ်ထားမယ်နော် first layer နှစ်ခုလုံး first layer နှစ်ခုလုံး set လုပ်ကြမလို့နော်အပေါ်ဆုံးက layer ကကျွန်တော်တို့ parent လုပ်ထားတော့ဒီအောက် layer ကိုပဲ position key frame တစ်ခုလုပ်မယ်ပြီးပြီဆိုရင် second layer third layer wish ကကြတော့ကျွန်တော်နောက်ဆုံးမှ animation လုပ်မယ်နော် wish ကိုကျွန်တော် hana height ထားမယ်ပြီးပြီဆိုရင် moon layer ကိုလည်းလုပ်ပဲနော်ဒီလကိုကြတော့ကျွန်တော်တို့ဒီနားလောက်မှထားရအောင်နည်းနည်းလေးကြည့်ရင်ကောင်းနည်းနည်းလေးထပ်ကြည့်အောင်ဒီနားလောက်မှထားမယ်နော်ထားသွားပြီဆိုရင်ဒီလကိုလည်းကျွန်တော်တို့ position key frame တစ်ခုလုပ်မယ်နော်လုပ်ပြီးသွားပြီဆိုရင်ဒီ key frame တွေအားလုံး select လုပ်ပြီးတော့ကျွန်တော်5 second 6 second လောက်ရွှေ့လိုက်မယ်ဒီ layer တွေကိုเนาะကျွန်တော်ခုန position key frame လုပ်တဲ့ layer တွေအားလုံး select လုပ်မယ်လုပ်သွားပြီဆိုရင်ကျွန်တော်တို့ပထမဆုံး first key frame ကိုသွားရအောင် first key frame ကဒီနားလောက်မှာပေါ့နော်အခုကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကlayer တစ်ခုကိုကျွန်တော်တို့ရွှေ့တဲ့အခါမှာပေါ့နော်ကျွန်တော်တို့အပြင်မှာကားတွေပါစီးနေသွားရင်ကျွန်တော်တို့အပြင်ကဒီlandscape ကိုကြည့်ရအခါမှာကျွန်တော်တို့ ਨੇ အနီးဆုံးရှိတဲ့အရာဝတ္ထုကအမြန်ရွှေ့တယ်ပြီးပြီဆိုရင်တူထက်နဲ့ဝေးတဲ့ဟာကနည်းနည်းလေးပဲရွှေ့တယ်เนาะကိုကဝေးလေပို့ပြီးတော့ဒီအရာဝတ္ထုတွေကကျွန်တော်တို့မျက်လုံးထဲမှာရွှေ့တာနည်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလို concept ကိုပဲတုံးပြီးတော့ဒီဟာတွေကိုရွှေ့ပါမယ်เนาะအဲ့တော့ပထမဆုံး layer ကဒီလိုသွားတယ်เนาะအခုတစ်ပြိုင်နက်တည်းအားလုံးရွှေ့တော့သိကြည့်လို့မကောင်းဘူးဒုတိယ layer ကိုကြတော့ကျွန်တော်တို့ second layer ကိုကြတော့ဒီဘက်ကိုနည်းနည်းလေးရွှေ့ပါမယ် okay ဒီလောက်ထားမယ်အရင်များသွားပြီเนาะဒီနည်းနည်းလေးရွှေ့အောင် okay ပြီးပြီဆိုရင် third layer ကိုကြတော့ကျွန်တော်တို့နေနေများနေအောင်ထားမယ်เนาะကြည့်အောင်ပြန်ပြေးကြည့်မယ်နော်ထိုင်မျိုး animation ရမယ် final frame ကကြတော့ခုနကကျွန်တော်တို့ထားတဲ့အတိုင်းပြန်ရောက်လာမယ်နော်ကျွန်တော် second layer နဲ့လေးတီးရှင်ပါတယ်နော်သူက second layer နဲ့ first layer ကအရင်ဟိုsize ကတူနေနော်အဲ့တော့ကျွန်တော် position ပြန်နေ key frame တစ်ခုလုံး select လုပ်ပြီးတော့ position ကိုအောက်နဲ့ချပါမယ်ပြန်ကြည့်အောင်okay ဒါဆိုရင်ကျွန်တော်နည်းနည်းလေး depth ရှိတယ်လို့ခံစားရတယ်เนาะအခုဒီမှာsecond layer ကကြောင့်ကျွန်တော်ပထမထားတဲ့ position အတိုင်းမဟုတ်ဘဲနဲ့ size ကိုတီးလိုက်တဲ့အတွက်နည်းနည်းလေးposition ပြောင်းသွားရင်တော့အဲ့တော့ကျွန်တော် shift ကိုနှိပ်ထားပြီးဒီကောင်ဒီဘက်နည်းနည်းလေးရွှေ့ပါမယ်ကြည့်အောင်ကြောက်လောက်မှထားမယ်เนาะ okay တခုကြံသေးရဒီ moon ပေါ့เนาะဒီ layer ကိုကြတော့ကျွန်တော်တို့အဝေးဆုံးမှာရှိနေတဲ့အတွက်သူ့ကိုကျွန်တော်တို့နည်းနိုင်သမျှနည်းအောင်လုပ်အောင်နော် okay ပြီးပြီဆိုရင်ဒီ layer တွေအားလုံး select ဒီ key frame တွေအားလုံး select လုပ် right click နဲ့ key frame assistant နဲ့ easy ဆိုလိုက်ပါဒါဆိုရင်ကျွန်တော်ရဲ့ animation ကဒီလိုမျိုးလေးပို့ပြီးတော့ကြည့်လို့ကောင်းပါပြီပြီးရင်ကျွန်တော်တို့ဗာထည့်လို့ရသေးတယ်ဆိုတော့ဒီ layer တွေကြားထဲမှာnew ကိုတွေထွက်နေတဲ့ layer လုံးမယ်နော်လုပ်ဖို့အတွက်အပေါ်က layer new solid ကိုရွေးလိုက်ပါရွှေ့သွားပြီဆိုရင် effect and preset ကိုတွားပါတော့ကျွန်တော်ဒီမှာမဖွင့်ထားဘူး window က effect and preset noise ဆိုပြီးရှာလိုက်ပါနော် noise and grain အောက်က
fractal noise ဆိုတဲ့ layer ကိုဒီ dark solid ပေါ်မှာတင်လိုက်ပါเนาะကျွန်တော်ဆောင်းလိုက်တယ် dark solid ပေါ်မှာတင်လိုက်တင်သွားပြီဆိုရင်ဒီအားလေးကိုကျွန်တော်တို့မြူကိုမြူဝေးပုံစံမျိုးလေးဖြစ်အောင်လုပ်အောင်เนาะအရင်ဆုံး contrast ကိုကျွန်တော် short လိုက်မယ် brightness ကိုနည်းနည်းလေး short ရအောင် short သွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်ကိုတောင်းမယ် complexity ကိုကြတော့ကျွန်တော်တို့ short မယ်ပြီးရင်နောက်ခုဘာလုပ်ရသေးလဲဆိုတော့ဒီမှာ sub setting ကိုဖွင့်ပြီးတော့ကျွန်တော်တို့ sub setting ကိုဖွင့်ပြီးတော့ဒီမှာ sub influence ကိုကျွန်တော်တို့ short ပါမယ်เนาะ 51% ထားရတယ်ပြီးဆိုရင် sub scaling ကိုလည်းကျွန်တော်တို့ကြည့်အောင်เนาะနည်းလေးကြည့်မယ် okay ကျွန်တော် 65% လောက်ထားတာပါတယ်ပြီးပြီဆိုရင်ကျွန်တော်တို့ evolution ကိုကျွန်တော်တို့ time asteroid sorry เนาะ time asteroid ကျွန်တော်ဒီကောင်ကို20လောက်ထားတာပါเนาะအဲ့တော့ပြန် play ကြည့်အောင်မရွေးတာအရင်မတိတော့เนาะမတိတော့ဆိုတော့ဒီကောင်200လောက်ထားကြည့်အောင် okay တိတာပြီเนาะတိတာပြီဆိုတော့နောက်တစ်ခုကဘာလို့ရသေးလဲဆိုတော့ကျွန်တော်တို့ဒီကောင်ကိုညာဘက်ကနေဘယ်ဘက်ကိုရွှေ့တဲ့ animation တွေလုပ်အောင်လုပ်ဖို့အတွက်ကျွန်တော်ဒီမှာ transform သွားမယ်ဒီမှာ offset turbulence ဆိုတဲ့ဟာကိုကျွန်တော်တို့ keyframe တစ်ခုလုပ်မယ်လုပ်သွားပြီဆိုရင် time indicator ကိုကျွန်တော်10 second လောက်ထားမယ်ထားပါပြီဆိုရင်ဒီကောင်လေးကိုဒီဘက်နည်းနည်းလေးရွှေ့မယ်เนาะအဲ့တော့ပြန်သွားကြည့်အောင်time မျိုးလေးရမယ်เนาะကျွန်တော်အခုနဒီမှာ evolution ကို200ကအရင်များရယ်เนาะ100လောက်ပဲထားကြည့်အောင် okay ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေရเนาะပြီးသွားပြီဆိုရင်ဒီ layer တစ်ခုလုံးကျွန်တော်တို့ blending mode ကို screen လို့ပြောင်းမယ်เนาะပြောင်းဖို့အတွက်ဒီမှာကျွန်တော် switch mode ကိုတွားမယ်တွားပြီဆိုရင် blending mode ကို screen လို့ပြောင်းလိုက်ပါမယ်ဒီမှာအရင်ကိုတိတာနေเนาะအရင်များနေတဲ့ဒါကိုကျွန်တော် T ကိုနှိပ်ပြီးတော့ opacity ကိုထပ် short ပါမယ်အကွက်လိုက်တွေဖြစ်နေတာဒါကိုကျွန်တော်ဘာလို့သုံးပြီးပြင်လို့ရလဲဆိုတော့ဒီမှာ contrast ကိုနည်းနည်းလေး short ရအောင် okay contrast နဲ့ short လိုက်ပြီဆိုရင်เนาะအကွက်လိုက်တွေမဖြစ်တော့ဘူးပြီးပြီဆိုရင်ဒါကိုကျွန်တော်တို့ဒီမှာအပြည့်အထိမဟုတ်ပဲねကျွန်တော်တို့ဒီလောက်ထိပဲရှိသေးရှင်เนาะအဲ့တော့ဒီ layer ကိုကျွန်တော်တို့ mask out လုပ်မယ်လုပ်ဖို့အတွက် rectangle ကိုသူ့ရွှေ့သွားပြီဆိုရင်ကျွန်တော်လိုချင်တဲ့လောက်ပဲ mask out လုပ်လိုက်ပါလုပ်သွားပြီဆိုရင်ဒီမှာကြည့်ပါเนาะ mask လုပ်တဲ့နေရာကထည့်ပြတ်နေเนาะအဲ့တော့ဒီဟာကိုကျွန်တော်တို့ mask ကိုဘယ်လိုလုပ်မလဲဆိုတော့နည်းနည်း feather လုပ်ရပါမယ် mask 1ကိုဖွင့်ချ feather ကိုတင်လိုက်ပါ okay ဒါဆိုရင်အခုနောက်ပုံစံမျိုးသူကဒီ blend ဖြစ်သွားတယ်เนาะတဖြည်းဖြည်းနဲ့ feather အောက်ဖြစ်ပြီး blend ဖြစ်သွားတယ်ခုနပုံစံမျိုးထည့်ပြတ်မနေတော့ပါဘူးအဲ့တော့ဒီဟာကိုပဲကျွန်တော်တို့ control A နဲ့ layer တွေအလုံးဆက်လုပ်ပြီးတော့ဒီ drop down တွေပေးအောင်ပေးသွားပြီဆိုရင်အခြေဆုံးမှာဒီ layer တစ်ခုထားမယ်ပြီးဆိုရင် control D နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ first layer နှစ်ခုလုံးရဲ့အောက်မှာ layer တစ်ခုထား control D ထပ်နှိပ်ပြီးဆိုရင် second layer အောက်မှာတစ်ခုเนาะပြီးသွားပြီဆိုရင် control D တစ်ခါထပ်နှိပ်မယ်ထပ်နှိပ်သွားပြီဆိုရင်ဒီ switch ရဲ့အပေါ်မှာเนาะတက် layer အောက်မှာတစ်ခုထားမယ်ထားသွားပြီဆိုရင်ဒီအောက်ကအရန်ထူသွားရင်เนาะဒီမှာအရန်ထူသွားတဲ့အပေါ်မှာဖြူကြီးဖြစ်နေတယ်အဲ့တော့ဒီဟာတွေအားလုံးကျွန်တော်တို့က select လုပ်မယ် T ကိုနေပြီးတော့ကျွန်တော်တို့ opacity ကို10လောက်ပဲထားကြည့်အောင် okay 10လောက်ပဲထားမယ်ထားသွားပြီဆိုရင်ကျွန်တော်အရှေ့အဟောက်ကျွန်တော်20ပြန်ထားမယ်เนาะအရှေ့ဆုံးမှာကျွန်တော်နည်းနည်းလေးမြင်နေချင်တယ်နောက်ပိုင်းမှာကျွန်တော်နည်းနည်းလေးတိမ်မတိတိုင်ပိုကောင်းပါတယ်เนาะအဲ့တော့အခုကျွန်တော်ပြန် play ကြည့်အောင်ထိုင်မျိုး animation ရမယ်เนาะကျွန်တော်ဒါမျိုးတော့ကြားတယ်အဲ့တော့နောက်တစ်ခုကဘာလုပ်ရမလဲဆိုတော့ကျွန်တော်အပေါ်မှာတိမ်နေလုပ်ရမယ်เนาะတိမ်တွေကိုကျွန်တော်တို့အခုနဒီမြူကိုငွေတွေလုပ်တဲ့ layer ပုံစံမျိုးပဲကျွန်တော်တို့ဒီ noise effect ကိုပဲသုံးပါမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာထပ်ပြီးတော့ solid layer တစ်ခုဆိုရမယ် new layer new solid ကိုနှိပ်လိုက်ပါเนาะခုနပုံစံမျိုးပဲဒီဟာကိုကျတော့ကျွန်တော်တို့ဒီမွန်းရဲ့အောက်မှာထားမယ်เนาะနောက်ဆုံး layer ဆိုတော့ကျွန်တော်တို့ဒီ background layer ရဲ့အပေါ်မှာထားမယ်ပြီးရင်ဒီမှာ noise မှာလည်းလို့ပဲเนาะဒီ noise ကိုရွှေ့တင်လိုက်တင်ပွားပြီးဆိုရင်ကျွန်တော်ဒီမှာကျတော့နည်းနည်းလေး layer ကိုဘေးဘက်ကိုဆန့်ပါမယ်เนาะဒီအငွေတွေကိုအဲ့တော့ transform ဒီမှာ uniform scaling ကိုပိတ်ချပိတ်ပွားပြီးဆိုရင် width ကိုလို့တင်လိုက်ပါဒါဆိုရင်ဒီလိုမျိုးဆန့်နေတဲ့ပုံစံဖြစ်သွားမယ်เนาะ height ကိုကျတော့နည်းနည်းလေး short လိုက်ပါheight ကိုကြည့်အောင် height ကိုကျွန်တော်100ထည့်ထားတယ် scale width ကိုကျတော့600ထားထားပါတယ် contrast ကိုကျွန်တော်ဒီကောင်တင်လိုက်ပါမယ် brightness ကိုကြည့်အောင် brightness ကိုတည်ထားထားတယ်ပြီးပြီဆိုရင်နောက်ထပ်ကျွန်တော်ဘာလုပ်လို့ရသေးလဲဆိုတော့ complexity ကို short မယ်เนาะ complexity ကို short မယ်
short လိုက်ပြီဆိုရင်သူကလုံးဝ hash မဖြစ်တော့ဘဲနဲ့ဒီလိုပုံစံလေးဖြစ်သွားမှာเนาะပြီးရင်ကျွန်တော် set setting ကိုကြည့်အောင် set setting ကိုလည်းကျွန်တော် short ရပါเนาะ okay 49လောက်ထားလာပါတယ်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့အများကြီးထပ်ပြင်ပြလို့တော့ပါအောင်เนาะဒီမှာပထမလိုမျိုးပဲကျွန်တော်တို့ဒီ evolution ကို animation လုပ်မယ်เนาะ evolution ကိုကျွန်တော်တို့ time straight ဒီကောင်ကိုကြာတော့ကျွန်တော်တို့100လောက်ပဲထားပါမယ်100လောက်ပဲထားမယ်ထားသွားပြီဆိုရင်နောက်ထပ်ကျွန်တော်တို့ position ကိုလည်းသူ့ animation လုပ်ရမှာเนาะအဲ့တော့ဒီမှာ transform အောက်ကဒီမှာ offset turbulence ကို keyframe တစ်ခုလုပ် time indicator ကို10 second လောက်ရွှေ့ဒီကောင်လည်းလို့ပဲဒီဘက်နဲ့ရွှေ့မယ်ဒါကြောင့်နည်းနည်းလေးပဲရွှေ့ပါမယ်เนาะဟိုကျွန်တော်တို့အောက်ကမြူပုံလေးလို့တော့အများကြီးမရွှေ့ပါဘူးပြီးဆိုရင်ဒီ layer ကိုလည်း planning mode ကိုကျွန်တော်တို့ screen ပြောင်းပါမယ်ရန်ထူနေเนาะအဲ့တော့ဒီကောင်ဒီကိုနှိပ်ပြီးတော့ opacity ကို short မယ်အဲ့တော့ပြန်ပြီးကြည့်အောင်ဒီအပေါ်ကကျွန်တော်ဒီတိမ်တိုက်ကိုကြာတော့ကျွန်တော်ဒီအောက်ထိမရောက်သေးရှင်เนาะဒီနားလေးမှာရက်သေးရှင်အဲ့ဒါကိုပထမကျွန်တော်လုပ်သလိုမျိုးပဲ mask out လုပ်လိုက်ပါမယ်ကြည့်အောင်ဒီနားလောက်ပဲထားမယ်ပြီးပြီဆိုရင် mask ကိုဖွင့်ချ mask feather ကိုတင်လိုက်ပါ okay layer တွေအားလုံး select လုပ် drop down တွေပိတ်ပြီးတော့ပြန် play ကြည့်အောင်okay ဒါမျိုး animation ရမယ်เนาะပြီးပြီဆိုရင်ကျွန်တော်တရားတွေအားလုံး select လုပ်လို့ keyboard က U ကိုနှိပ်လိုက်မယ်เนาะဒီမှာတချို့key frame တွေကိုကျွန်တော်အနောက်ရွှေ့အောင်ကြည့်မယ်เนาะ text solid layer ဒီကောင်ကိုကျွန်တော်10 second နေပြီเนาะ12 second လောက်ထားတာမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ7 second ထိဒီ6 second ထိအားလုံးရောက်သွားပြီဆိုရင်6ကနေပြီเนาะကျွန်တော်8 second လောက်ထိကိုနည်းနည်းလေး zoom in လုပ်တဲ့ပုံစံမျိုး animation လုပ်မယ်เนาะအဲ့တော့ဒီ layer တွေကို drop down တွေပြန်ပိတ် control A နဲ့ drop down ပြန်ပိတ်မယ်ပိတ်သွားပြီဆိုရင်เนาะဒီအောက်က layer ကိုလည်းကျွန်တော်lock ပြန်ဖြီးလိုက်မယ် pre-compose လုပ်လိုက်ပါမယ်ဒါတွေအားလုံး pre-compose လုပ်ပါပြီဆိုရင်အခုကျွန်တော်တို့ scale property ဖွင့်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ keyframe တစ်ခုလုပ်ဒီအရှိဆုံးကိုပြန်သွားကျွန်တော် keyframe တစ်ခုလုပ်ပါဒီအနောက်ဆုံးက keyframe ကိုကျွန်တော်နည်းနည်းလေး zoom in လုပ်ပါမယ်เนาะအဲ့တော့ကျွန်တော်ပြန် play တဲ့အချိန်ကျရင်ကျွန်တော်ဒီဘယ်ဘက်ကိုလည်းသွားနိုင်မယ်ပြီးပြီဆိုရင်တဖြည်းဖြည်းနဲ့ zoom in လည်းဖြစ်သွားမယ်เนาะ okay အခုဘာကြံသေးလဲဆိုတော့ကျွန်တော်နောက်ကဒီ wish layer ပေါ်ကနေပြီးတော့ပြန်သွားတဲ့ပုံစံကြံသေးတယ်ဒီလောက်ကိုလည်းကျွန်တော် glow effect ထည့်အောင်မယ်เนาะအဲ့တော့ FNB set ကိုသွားပြီးเนาะ glow လို့ရှာလိုက်ပါเนาะဒီ stylus အောက်က glow ယူလာပြီးเนาะဒီ moon layer ပေါ်တင်လိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာဘာကြံသေးလဲဆိုတော့ wiggle ကြံတယ်เนาะ wiggle position ကိုယူလာသွားပြီဆိုရင် wish layer ပေါ်မှာတင်လိုက်ပါ wish ကိုပြန်ပြီးတော့ visible ပြန်လုပ်မယ်ဒီ moon layer ကိုကျွန်တော် glow နည်းနည်းလေးပြန်ပြင်ရအောင်เนาะ radius ကိုတင်လိုက်ပါ radius ကိုတင်မယ် intensity ကို short မယ် intensity ကိုကျွန်တော် 0.4 လောက်ပဲထားရတယ်เนาะကြည့်အောင် 0.5 လောက်ထားမယ်เนาะ radius ကိုကြတော့ခံများတင်မယ်429ထားရတယ်เนาะပြီးပြီဆိုရင် threshold နည်းနည်းလေးကစားကြည့်အောင် okay threshold ကြောင့်ကျွန်တော်64လောက်ထားရတယ်ကျွန်တော်ဒီပုံစံလေးတပေါ်ကြပါတယ်ပြီးဆိုရင်ဒီ width ကိုကျွန်တော် animation စလုပ်ရအောင်เนาะ okay width ကကြတော့ကြည့်အောင်เนาะဒီညာဘက်မှာသူကဒီ condition ရဲ့အပြင်မှာရှိမယ်ပြီးပြီဆိုရင် PO နဲ့ condition keyframe တစ်ခုလုပ်မယ်လုပ်သွားပြီဆိုရင်ကျွန်တော်ရဲ့ animation ကဒီ6 second လောက်မှာသူကရက်သွားเนาะရက်သွားရဆိုတော့ကျွန်တော်1 second လောက်တက်လာမယ်7 second လောက်မှာသူက composition ရဲ့ဒီဘက်အပြင်ကိုထွက်သွားမယ် okay ပြီးပြီဆိုရင်သူ့ကိုကျွန်တော်လို line လေးပုံစံမျိုးလုပ်မယ်เนาะအဲ့တော့ဒီမှာ pen 2ကိုရွေးပြီးတော့ဒီ point ကိုနှိပ်လိုက်ပါဒီမှာ farthest point လေးပေါ်လာမယ်နှိပ်ပြီးတော့သူတို့ curve လေးလုပ်လိုက်ပါเนาะအဲ့ဆိုရင်သူကဒီလိုမျိုးသွားတဲ့ animation လေးဖြစ်သွားမှာပေါ့ပြီးပြီဆိုရင်ဒီကောင်ကျတော့ကျွန်တော် keyframe ကို easy မလုပ်တော့เนาะမလုပ်တော့ဘဲနဲ့ main composition ကိုပြန်သွားကြည့်အောင်เนาะ okay ကျွန်တော် resolution ကို quarter လောက်ချမယ်เนาะပြန် play ကြည့်မယ် okay โ
သူအရင်မြန်နေလို့ပဲနော်နည်းလေးတော့ရွှေ့လိုက်ပြီးတော့ကြီးလဲကြီးနေသူနည်းလေးထပ်တည်အောင် Okay ဒါဆိုကျွန်တော်တဘောကြာပါပြီเนาะပြီးပြီဆိုရင်အပေါ်ကကိုကြိုက်တဲ့ test layer ထည့်မယ်ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ test layer ထည့်မယ်ကျွန်တော်ဒီမှာ type 2ကိုရွေးပြီးเนาะ GG motion security tutorial 24ဆိုပြီးเนาะ24မဟုတ်ပါဘူးเนาะ34ပါ Okay 34ဆိုတော့ကျွန်တော်နာမည်တက်လိုက်မယ်ပြီးပြီဆိုရင် paragraph ကို center လုပ်မယ်เนาะဒီ test layer ကိုကျွန်တော်အပြင်က combination မှာထားမယ်เนาะ Okay အပြင်ကြည့်အောင်ဒီကောင်ကို center မှာထားရအောင် Okay ဒါဆိုရင်ဒါကျွန်တော်ရဲ့ animation ပြီးပါပြီเนาะကိုကတကယ်လို့ဒီ animation ကိုပို့ပြီးတော့ကြည့်ကောင်းသေးချင်တယ်ဆိုရင်ကျွန်တော်တို့ color grading တွေထည့်လို့ရတယ်เนาะ color grading တွေထည့်ပြီးတော့ပို့ကြည့်ကောင်းလုပ်လို့ရပါတယ်เนาะအဲ့တော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ် tutorial မှာပြန်တွေ့အောင်